မောင်လေးရွာမှာပေါ့ဗျာအဲ့ရွာမှာဟိုပြောရတော့ရွာမှာလူတီစုကမိသားစုကနေပြီးတော့သူတို့အဲ့ဒီရွာတဲ့အိမ်တိန်နေရာတစ်ခုမှာပေါ့နော်တန်ရှင်းလောက်ကြတာပေါ့ဗျာရွာထဲမှာရွာတန်ရှင်းလောက်ကြတာပေါ့ရွာထဲမှာသူတန်ရှင်းလောက်ကြနေအိမ်ခြံဝန်းတွေကိုရွာတွေကဘူးဆိုရင်နည်းနည်းလေးနေလို့ထိုင်လို့ဒူးလေးပြန်ဝင်လို့ရပြီဆိုတဲ့သတင်းကြောင်းပေါ့ဗျာပြန်လာပြီးတော့နော်မော်ဝမ်းလေးရွာမှာစစ်ဆောင်ပြီးတော့ပြန်လာပြီးတော့နေလို့ရပြီဆိုတော့ရွာအိမ်တွေကိုတန်ရှင်းလောက်ကြတာပေါ့လောက်ကြရင်းနဲ့နော်လောက်ကြတာပေါ့နော်လောက်ကြရင်းနဲ့ဒီကနေ့ဩဂုတ်လ24ရက်နေ့မှာတော့နေအိမ်ခြံဝန်းတွေကိုရှင်းရင်းနဲ့လူသေးအလောင်းတွေရုပ်လောင်း25လောင်းဒီနေ့တွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းဖားကတ်ဘက်ကနေကျွန်တော်ရရှိပါတယ်သတင်းရပါတယ်ရတော့ဒါဦးမင်းဘာဖြစ်လဲကြည့်လိုက်တော့မော်ဝမ်းကလေးရွာမှာရခင်ကာလဘာတွေဖြစ်ခဲ့လဲဆိုတော့တက်နဲ့ KI ချမ်းမှာပြစ်ခတ်တိုက်ခတ်မှုတွေကြီးကြတော့ဖြစ်ခဲ့တယ်ပြီးလို့ရှိရင်အရင်တော့ဟိုပါပေါ့ဗျာဟို PD KI PDF ဖွဲ့နဲ့ဒီဘက်ကဟိုတက်မတော်နဲ့အပြန်လန်းသူတွေကိုယ်ရင်စော်ကြတိုက်ကြခိုက်ကြဖြစ်ခဲ့တဲ့နေရာဖြစ်တယ်အခုအဲ့ဒါအားလုံးကရှင်းလင်းပြီးသွားတဲ့အချိန်ရောက်တော့အခုရွာသားတွေကနေရာပြန်နေလို့ရပြီဆိုလို့ပြန်ဝင်လာတဲ့အချိန်အိမ်ရဲ့ခြံဝန်းတွေကိုတန်ရှင်းလို့ကြခြံတွေကပိတ်မှောင်တယ်တန်ရှင်းလို့ရခါမှာလွတ်ကြရင်အဲ့ဒီမှာအလောင်းတွေထွက်လာတာပေါ့အလောင်းတွေဆိုဟိုလူတွေအလောင်းတွေမြေမြုပ်ထားတဲ့လူတွေရောတန်လန်းတွေရောကိုးကားတွေရောဂျောင်းတွေရောက်နေတာရောခြုံပိုးတွေမျိုးနေတယ်အဲ့ဒါမျိုးခြုံပိုးတွေရောက်နေတယ်အဲ့ဒါမျိုးအလောင်းပေါင်း25လောင်းလောက်တွေ့ရှိတယ်ဒေသခံတွေ့ရှိတော့ဒေသခံတွေကိုလန့်သွားကြတော့ဒါဘယ်သူဘဝလဲဆိုတော့တေးဖို့ဖို့ခတ်သွားတယ်ဘယ်သူဘဝမှမသိတဲ့အလောင်းတွေပေါ့နော်မြည်သူမြည်ဝါမှမသိတဲ့အလောင်းတွေ25လောင်းတွေ့ရတယ်တွေ့ရတော့ရွာတွေရောလန့်သွားတာပေါ့လန့်သွားတော့အလောင်းတွေမှာတော့မိန်းကလေးတွေရောကြားလေးတွေရောအကုန်ပါတယ်တဲ့နော်မော်ဝမ်းလေးရွာကန်တွေလည်းပါတယ်လို့လည်းပြောကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့တရင်ကအဲ့လိုဖြစ်လာတဲ့ခါကျတော့ဒါဆိုရင်ဒီ25လောင်းရုပ်လောင်း25လောင်းဘယ်သူတတ်တာလဲဆိုတော့မိကုန်းပေါ့ဘယ်သူတတ်တာလဲဆိုတော့မိကုန်းထုံးစံအတိုင်းပေါ့ဗျာဘယ်သူတတ်တာလဲမိကုန်းမေးတဲ့ခါကျရင်ထုံးစံအတိုင်းပေါ့ပြည်ပြေးအုပ်စုတွေကတော့အကြမ်းဖက်သမားအုပ်စုကတော့ဒါစစ်တပ်နဲ့ဝါရစုအဖွဲ့ကတတ်တာဆိုပြီးတော့သူတို့ကဆွဆွဲတန်းဆွဆွဲတယ်နော်တန်းဆွဆွဲတယ်ဒါပေမဲ့အဲ့လိုဆွဆွဲရင်ထူးခြားတာကပြည်ပြေးအုပ်စုတွေပေါ့ဗျာခေတ်သစ်တို့ဟို MPA လို့ခေါ်တဲ့ဟိုကောင်းပါလဲဟိုဂျီပိုင်းတို့မီဒီယာ MPA ခေါ်ဂျီပိုင်းတို့မီဒီယာပေါ့နော်ဂျီပိုင်းတို့မီဒီယာနဲ့ဒီတာဝန်ဆောင်တို့မီဒီယာတွေကနေပြီးတော့ဖော်ပြတာကကျတော့တန်းပြီးဆွဆွဲတာစစ်တပ်နဲ့ပြည်သူစစ်တွေကလောက်တာပေါ့ဗျာဝါရစုအဖွဲ့တွေလောက်တာဆိုတန်းဆွဆွဲတယ်ဒါပေမဲ့ထူးခြားတာကကချင်မှာရှိတဲ့မီဒီယာတွေရှိတယ်ကချင်မီဒီယာ5-6ခုရှိတယ်74တို့เนาะနောက်တစ်ခါပါလဲဒီ7 star တို့เนาะ Mijina News တို့ကချင် News Group တို့ကချင် Wave တို့အဲ့လို5ခုလောက်ရှိတယ်အဲ့ဒါမှကတခြားရှိပါသေးတယ်5-6ခုလောက်အဲ့ဒီ5ခုကဒီအယုံလောင်း25လောင်းတွေ့တဲ့တဲ့အဲ့ဒီ5ခုကလောကမပေါ်ပြအောင်ဒါပေမဲ့ခေတ်သစ်နဲ့ခုနခေတ်သစ်တာလွန်ဆောင်တို့ခေတ်သစ်နဲ့ဒီဂျီပိုင်ရဲ့ MPA မြန်မာ Press Agency ပေါ့ Photo Agency အဲ့ဒီအုပ်စုကကြတော့ဒါစစ်တပ်နဲ့ပြည်သူစစ်တွေတတ်တာပါလို့လည်းညှို့ထိုးတယ်ခင်ဗျားတို့စဉ်းစားကြည့်တယ်ဟိုကချင်ပြည်နယ်ကမီဒီယာတွေကမဖော်ပြရင်မဲ့ဟိုပြည်ပြည်အုပ်စုတွေကဖော်ပြနေတယ်အဲ့ဒါဘာအသိပဲလဲဆိုတော့စဉ်းစားကြည့်ပေါ့အဲ့တော့ဘသူတတ်တာလဲဆိုတဲ့မေးခွန်းပေါ့ဆိုတော့ဒါဆိုခင်ဗျားတို့စဉ်းစားလို့ရပြီကချင်မီဒီယာတွေကတကယ်လို့ဒါကိုစစ်တပ်ကတကယ်တတ်ခဲ့တာဆိုရင်ကချင်မီဒီယာတွေဒါကိုဖျက်ခွဲထိုးနှင်းအတကုံရေးမှာကချင်ခြေစိုက်မီဒီယာတွေကဒါပေမဲ့သူတို့မရေးကြဘူးခုမရေးဘူးเนาะကျွန်တော်ခုပြောရင်မနှက်ကြတော့ထရေးရင်တော့မသိဘူးခုမရေးဘူးလောမရေးဘူးဆိုတော့ဗာလဲဟိုကိတစ်နဲ့ဟိုမြန်မာ Press Photo Agency ကကချင်မီဒီယာတွေပို့ပြီးတော့ပဲတရင်အမှန်ကိုသိရလားအဲ့လိုကျွန်တော်တို့မေးရမှာဖြစ်တာအဲ့တော့တကယ်အမှန်တရားဗာလဲဆိုတော့ကချင်အဖွဲ့တွေကချင်မှာရှိတဲ့ဒီမော်ဝမ်းလေးဘက်ဒီဖားကမော်ဝမ်းလေးဘက်ကအခြေအနေတွေနှမ်းမေးကြည့်တဲ့အခါတိုက်ပွဲတွေဖြစ်ခဲ့ကြတယ်တိုက်ပွဲဖြစ်ရင်းနဲ့ပြစ်ကြခတ်ကြရင်းနဲ့တခါတလေကြောက်လဲစစ်တပ်ဒလန်ဘာဒလန်ညာဒလန်ဆိုပြီးတော့ KIPD တွေစောပိုင်းတက်ခဲ့တဲ့အုပ်စုတွေရှိတယ်ပြစ်ကြခတ်ကြရင်ထိလို့သေးတဲ့လူရှိတယ်အဲ့လိုလူတွေကဖြစ်နိုင်ကြီးတယ်ပေါ့နော်အဲ့လိုလူတွေကိုတက်ကရောက်တဲ့အချိန်မှာမြုပ်လို့ရလူမြုပ်ပေးခဲ့တာမျိုးတွေတက်ကလုတ်ပြီးတော့တာပဲရှိပြီးတော့တက်ကပြစ်တတ်တယ်ဆိုတော့မဖြစ်နိုင်ဘူးပေါ့အစောပိုင်းမှာပို့လန်ပြောရင်ဟိုစစ်တပ်သတင်းပေးဒလန်တွေပါလို့ဆွဆွဲပြီးတော့တပ်ဖြတ်ခံထားတဲ့အလောင်းတွေလည်းရှိနိုင်တယ်လို့တိုက်ပွဲတွေဖြစ်ကြတဲ့ခါမှာနှစ်ဖက်ကြားမှာညှပ်ပြီးသေဆုံးတဲ့အလောင်းတွေလည်းရှိနိုင်တယ်တက်ကစစ်တပ်ဘက်ကကြည့်ရတာဒါတွေကိုတတ်နိုင်တဲ့လောက်မြေမြုပ်ပေးတဲ့သဘောမျိုးဖြစ်ဖို့များတယ်လို့ကျွန်တော်တို့အဲ့နေမြေသတင်းတွေကပြောတယ်ဆိုတော့မိသူကပြောစကားမူလောလောဆယ်တော့လူ25လောင်းအလောင်း25လောင်းတွေ့တယ်ဆိုတော့ကြောက်စရာကြီးပေါ့ဗျာနော်နေရွာလေးတရွာထဲမှာပဲလူ25လောင်းဆိုတော့နည်းနည်းတော့ပမာဏမဟုတ်တာအဲ့တော့ဒီခင်းချင်းရနော်ဒီခင်းချင်းရဘသူနိုင်တယ်ဘသူရှုံးတယ်ကိုခဏထားလောလောဆယ်တော့ကျွန်တော်တို့ပြည်သူလူအသက်တွေကတော့ဆုံးရှုံးသွားခဲ့ကြပြီပေါ့ဒါပါပဲရှင်းလေးပဲအဲ့ဒါကိုအခုချိန်ထိတချို့တွေနားမလည်သေးဘူးအခုချိန်ထိတိုက်ကြခိုက်ကြတက်ကြဖြတ်ကြဆိုတဲ့စကားလုံးကိုပဲဇောင်းပေးပြီးဇောင်းတင်ပြီးပြောနေကြတယ်ကျွန်တော်တို့ကအခုချိန်ထိဒီတိုက်ခိုက်တက်ဖြတ်နေတဲ့အပြန်လန်ချကြပစ်ကြခတ်ကြတိုက်ကြဖြတ်ကြစောကြအဲ့ဒါတွေကိုကျွန်တော်တို့လည်းမကြားကျင်တော့တဲ့အတွက်ဖြစ်နိုင်ရက်ကြဖို့လိုပြီးဆိုတာပဲကျွန်တော်ချင်းရင်ခါပြောခဲ့ပါတယ်အခုလည်းဒီတိုင်းမှာပဲဖြစ်နိုင်တော့ဒီလိုသိကျင်မှုတွေမဖြစ်စေဘူးအတွက်လ
လက်နက်ကိုင်ပြိပခါတွေချုပ်ငင်းအောင်ငင်းချမ်းယူရကြတာအကောင်းဆုံးလို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါပါပဲကျွန်တော်တို့အများကြီးထပ်ပြောစရာမရှိဘူးနောက်တစ်ခုကကျွန်တော်တို့ NUG PDF ဘက်မှာဘာပြဿနာရှိလဲလို့မင်းသူတို့ကဒီဘက်ကိုဆွဆွဲနေမယ်တစ်ဖက်မှာဘာဖြစ်လဲဆိုသူတို့ဘက်မှာပြဿနာတစ်ခုအကြီးမားရှိနေရှိတယ်ဥပမာဆိုကြပါစို့ဥပမာတစ်ခုပေါ့သူတို့ဘက်မှာဘာလဲဆိုတော့အကျိုးစီးပွားပြိပခါတွေကအကြီးကျယ်ဖြစ်နေတယ်သူတို့ဥပမာတစ်ခုပြောပြမယ်အဲ့ဒါမင်းကင်းမြို့နယ်မှာဖြစ်တာမင်းကင်းမြို့နယ်မှာရှိတဲ့ပကဖတာဝန်ခံကိုညိုလွင်နဲ့ပဖတာဝန်ခံကိုဝင်းမင်းစိုးဆိုတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီလူနှစ်ဦးပါတဲ့နော် NUG ရဲ့အောက်ကလက်အောက်ခံနော်အဖွဲ့ရတဲ့အဲ့နှစ်ယောက်ကတဲ့အဲ့မြို့က PDF ဒီအဖွဲ့တွေရဲ့ပတ်စံတွေသူတို့ PDF အဖွဲ့ကိုရှာဖွေထားတဲ့ပတ်စံပေါ့ကျက်သိန်းပေါင်း3သိန်းခွဲကျော်အလွဲသုံးစားလုပ်ပါတယ်ဆိုပြီးတော့ NUG ကိုမင်းကင်းကဒီကအဖွဲ့တွေကတိုင်တယ် NUG ကိုစာပို့တိုင်ကြတယ် NUG ကိုလိမ့်မှုပြီးတိုင်တယ်ပေါ့ဗျာတိုင်တာဘယ်နေ့တိုင်လဲဆိုဇူလိုင်လ1ရက်နေ့တိုင်တာအခုဆိုအိုးလားကုန်တော့မယ်တလကျော်ပြီ NUG ကမဖြေရှင်းပေးဘူးတိုင်သားမဖြေရှင်းပေးတဲ့ခါကျတော့မီဒီယာတွေဆိုပြစ်စာတွေပို့တော့ကျွန်တော်တို့လည်းသိတယ်ပြည်ပြင်းမီဒီယာတွေလည်းသိတယ်အဲ့တော့ဘာတွေ့လဲဆိုတော့ဘာပြောကြဘာတွေ့ရလဲဆိုတော့တိုင်သားထဲမှာတော့ရှင်းပါတယ်နော်ဒီမျိုးအဲ့မျိုးနယ်တွေမှာကောက်ခံရရှိတဲ့အခွန်တွေတင်ရစားဒဏ်ကြီးတွေအလှငွေတွေအစရှိတဲ့ငွေတွေကိုတဲ့အဲ့မျိုးနယ်ပကဖတာဝန်ခံနဲ့ပဖတာဝန်ခံ2ယောက်ကနော်ပကဖတာဝန်ခံညိုလွင်နဲ့ပဖတာဝန်ခံဝင်းမင်းစိုးတို့2ယောက်ကပေါင်းပြီးတော့နော်ငွေကျပ်သိန်းပေါင်း3သိန်းခွဲကျော်လောက်ကိုသူတို့ကောက်သိမ်းလိုက်တယ်တလုံးလုံးလုတ်လိုက်တယ်တဲ့နော်အဲ့တော့ဒီတိုင်စာကဇူလိုင်1ရက်နေ့ကတိုင်ရတာတဲ့ဒါပေမဲ့အဲ့ဒီတက်စောပြီးတစောင်းလဲတင်ခဲ့သေးတယ်ဒါပေမဲ့ခရိုင်ကုကဲဘက်ကိုတင်ခဲ့ခါမှာခရိုင်ကုကဲရဲ့အဲ့ဒီစာကိုဘာမှမလုပ်ဘဲနဲ့ကြောင်းထုတ်ပလိုက်တယ်အဲ့ဒါကြောင့်နောက်တစ်စောင်းကိုခရိုင်ကုကဲတဲ့ပုံမြင့်နဲ့မြို့သားညွေအစိုးရလို့ခေါ်တဲ့ NUG ကိုတိုင်တယ်တဲ့ဘလောက်ပဲတိုင်တလတာကြော်လာတယ်အရေးကြီးမရှိပါ2လပြည့်တော့မအရေးကြီးမရှိသေးဘူးတဲ့နော်အဲ့တော့ဒီမင်းကင်းမြို့နယ်မှာ NUG တိုင်ရင်တွေအများကြီးရှိတယ်တဲ့ NUG တက်တွေလောက်ကန်တိုင်ရင်9ရင်ရှိတယ်အဲ့ဒီတိုင်ရင်4ခုကနေပြီးတော့ဒီတိုင်ရင်4ခုမင်းကင်းအောင်မှာတိုင်ရင်5ခုရှိတဲ့4ခုကနေပြီးတော့ဒါတိုင်တာပေါ့ဗျာနော်တိုင်တာမင်းကင်းမြို့မင်းကင်းဟိုထဲမှာမင်းကင်းဒေသမှာပေါ့မင်းကင်းဒေသမှာတိုင်ရင်သူတို့NUG ရောက်မှာ5ခုရှိတယ်4ခုကဘာလို့ဆိုကလေးခရိုင်အမိုက်ခွန်တိုင်ရင်ကလေးခရိုင်အမိုက်8တိုင်ရင်ကလေးခရိုင်အမိုက်9တိုင်ရင်နဲ့ကလေးခရိုင်အမိုက်10တိုင်ရင်ဆိုတိုင်ရင်4ခုကနေပြီးတော့ဒါသူတို့ NUG ကိုလိမ့်မှုပြီးတော့ဒီကိုညိုလွင်နဲ့ကိုဝင်းမင်းစိုးဆိုတဲ့ပုံကိုယ်တွေဒီလိုလုပ်ပါတယ်ဆိုတိုင်တယ်တိုင်တော်လဲပေါ့နော်အရေးမယူပေါ့ဆိုတော့အဲ့ဒီမှာသူတို့ရတဲ့ပတ်စံသိန်းပေါင်း3သိန်းပတ်စံအလွဲသုံးစားလုပ်တဲ့ဘုံလိုက်တဲ့ပတ်စံပေါ့ဗျာသိန်းပေါင်း3သိန်းခွဲကျော်ဆိုတော့ဘယ်လိုပါလဲဆိုတော့2024-25နှစ်ခုနှစ်တွင်မှာတဲ့နော်2024-25မှာရွှေမျောလောက်ွက်တွေတည်းကနေရရှိတဲ့ငွေကျပ်ကသိန်းပေါင်း6000ခွဲရတယ်တဲ့ခင်ဗျာတွက်ကြည့်ပတ်စံတွေနော်သိန်းပေါင်း6000ခွဲတဲ့2025မှာတော့ပါဖဖြတ်တန်းကောင်ကသိန်းပေါင်း9000ကျော်တဲ့2026မှာပါဖအခွန်ငွေတဲ့ကျပ်ပေါင်းသိန်းပေါင်း2000ကျော်တဲ့2026လောင်းပြည့်ရွှေမျောလုပ်ငန်းခွင်တွေကစစ်အောင်နိုင်ရေးရန်ပုံငွေကျပ်သိန်းပေါင်း4000ကျော်အဲ့ဒီငွေတွေပါတယ်တဲ့ပြန်တွက်ကြည့်နော်အဲ့တော့ရွှေမျောလောက်ွက်တွေကနေကောက်ထားတဲ့ငွေကသိန်းပေါင်း6000ခွဲကျော်တဲ့ဒါတစ်နှစ်စာကောက်တာသိန်းပေါင်း6000ခွဲကျော်ရွှေမျောလောက်ွက်တွေကနေဆိုတော့ခင်ဗျအဲ့ဒီကောင်တွေတက်မတော်တော်လန်နေတယ်နိုင်ငံတော်ပုံကန်တော်လန်နေရဆိုတဲ့ကိစ္စတွေကတကယ်လှန်ညွှတ်လှန်တာလားဒီလိုမျိုးရွှေမျောလောက်ွက်တွေကရတဲ့ပတ်စံတွေကြောင့်လှန်ရတာလားဆိုတာခင်ဗျားတို့ပြည်သူလူထုကသဘောမပေါက်ကြသေးဘူးလားတချို့ပြည်သူလူထုပေါ့တချို့หนีပိန်းနေသဘောပေါက်ကြသေးဘူးထင်ပါတယ်မပေါက်တာလည်းကောင်းပါတယ်ဒီလိုမျိုးหนีပိန်းနေရှိနေသေးရတော့ဒီလိုပဲနိုင်ငံရေးမှာဟိုဘာလဲဆိုဟိုအပေါ်နေပြီးတော့နိုင်ငံရေးမှာမြခုံးမွေးဈဉ္ဉံလျှောက်ပြီးတော့စားမဲ့အုပ်စုတွေရှိသွားပြီหนีပိန်းမြခုံးမွေးပေါ်ဈဉ္ဉံလျှောက်ပြီးစားမဲ့အုပ်စုတွေအတွက်ကတော့ဒါအကြိုက်နော်အကြိုက်ဖြစ်တာပေါ့နော်ဆိုတော့သိန်းပေါင်းနေတာမဟုတ်3သိန်းခွဲပေါ့ပေါင်းရင်သိန်းပေါင်း3သိန်းခွဲကျော်နော်2024-25ရွှေမျောလုပ်ငန်းခွင်တွေမှာရတာဒဏ်ချင်းငွေသိန်းပေါင်း9000ကျော်ရှိတယ်အဲ့ဒီကသိန်းပေါင်း2000ကျော်စီးရင်သွင်းတယ်ကျန်ငွေ3000ကျော်လည်းပျောက်သွားတယ်2025-26ပဲမြောက်ချုံးရွှေမျောလုပ်ငန်းခွင်တိုက်ပါလေပြောင်းဆိုတတ်မှတ်တဲ့ငွေကြေးအတွက်သိန်း30လုံးပိုကောက်တယ်အဲ့လိုကောက်တဲ့တစ်လပုံငွေ3600ကျော်နဲ့3600ကျော်4လလောက်ရတယ်ဒါပေမဲ့လည်းမပေးဘူးပေါ့အဲ့ပျောက်သွားတဲ့ပတ်စံမင်းကင်းမှာလည်းရွှေမော်နေရာရှိတယ်မြောက်ချုံးနဲ့လောင်းပြည့်အဲ့မြောက်ချုံးရွှေမော်မှာလည်းတလလောက်ရတဲ့ပတ်စံသိန်းရာတလတာရတဲ့သိန်းရာချီထောင်ချီရတယ်အဲ့ရတဲ့ပတ်စံတွေလည်းပျောက်သွားတယ်ပေါ့ဗျပြောရင်တော့ဘလို့ပြောရင်တော့ဂိမ်းကနေထပ်ပြောရင်တော့အများကြီးတန်းစီနေအဲ့တော့ဒီလောက်အများပြတဲ့အမောင့်တွေကိုခုနဒီမင်းကင်းမြို့နယ်ပကဖတာဝန်ခံညိုလွင်နဲ့ပအဖတာဝန်ခံဝင်းမင်းစိုးတို့ကနေပြီးတော့အပေါ်ကနေပြီးတော့ခေါင်းပုံဖြတ်ပြီးဘုံပလိုက်တယ်သိန်းပေါင်း3သိန်းကိုကျော်တယ်အောက်က PDF တက်ရင်းနေ9ရင်းရှိတယ်9ရင်းတွေကိုတရင်းမှမရောက်ဘူး4ရင်းတထတိုင်တယ်ဒါပဲပြောအချင်းချင်းပြန်နိုင်တယ်အဲ့တော့သူတို့အထက်မှာကအဲ့လိုတွေတော့ဖြစ်နေကြတယ်ဆိုတော့ဒါတွေကဘာလဲလို့မင်းခင်ဗျားတို့အခုဖြစ်နေတဲ့တော်လန်ရေးပဲပြောလှန်မဲ့တော်ပဲလှန်နေသလိုလှန်လောလောဆယ်တော့လူတွေကဘာလဲဆိုတော့ဒီလိုမျိုးအကျိုးစီးပွားကြောင့်ဖြစ်နေတဲ့ပြဿနာအကျိုးစီးပွားကြောင့်ဖြစ်တဲ့ပြဿနာအဲ့တော့တချို့ဆိုအညာဒေသတချို့တွေရင်ဖွင့်လာပါတယ်အညာဒေသရင်ဖွင့်တယ်ဘယ်လိုရင်ဖွင့်လဲဆိုတော့ PDF လူငယ်တွေကိုတဲ့ကိုပိုင်တက်လို့အသုံးပြီးတော့တဲ့ကိုပိုင်စစ်သားတွေသူတို့ကိုပိုင်စစ်သားလူမျိုးအသုံးချပြီးတော့တဲ့ကားကြီးတဝီဝီနဲ့ကားစီးပြီးတဝီဝီနဲ့ရှောက်သွား
သူ့ရဲ့အသိသူ့လုံခြုံရေးစသားတဲ့လူမျိုး3ကားကြီးတူးနဲ့ရှောက်သွားဟိုအိမ်ဝင်ဒီအိမ်ထွက်ဒီကောင်တွေကားဝင်လာပြီဆိုတော့လည်းဘယ်အိမ်အသက်ခံမလဲလင်းလို့ခေါ်မလဲအသက်ခံမလို့ဆိုဖျားတာနေရတယ်အဲ့လိုမျိုးတွေတဲ့ပြောရင်တော့တတ်တဲ့ကောင်တွေကြည့်လိုက်တော့10တန်းတော့မအောင်စာမတတ်ပေမတတ်တဲ့ပြောရင်တော့ဟိုရွာမှာငကိုတဲ့ရွာမှာရှိတယ်တော့ဘာမှသုံးစားမရတဲ့ကောင်တွေတဲ့အော်တက်လိုက်တဲ့သူတို့တက်လိုက်တဲ့လူတွေကြတော့ရွာရဲ့မျက်နှာဖုံးလို့ရွာချမ်းသာတဲ့လူတို့နော်ရွာပညာတတ်လူအဲ့လိုကောင်အဲ့လိုလူတွေကိုတတ်ပြတယ်အဲ့တော့ပြောရင်များဟိုပညာမဲ့တွေတနက်ကင်ပြီးရန်ကားတဲ့အခါပညာတတ်တွေရောတကယ်ဟိုကြေးငွေကြေးတက်နိုင်တဲ့သူတွေရောဟိုနော်သူကသူအစင်တန်းတစ်ခုနဲ့ရက်တည်နေတဲ့သူတွေပါအကုန်လုံးကောင်းမနေရတော့သဘောဖြစ်သွားတွေ့ရတယ်အဲ့တော့တခါကြရင်လဲတခါလေးပဲနီဘိန်းဒေါ်လာကြီးထားလုပ်လိုက်တာအဲ့နီဘိန်းဒေါ်လာကြီးကတေးကြတယ်နီဘိန်းတွေပါတခါအပြီးအသက်တိုင်းပြည်နိုင်ငံရေးတဲ့နီဘိန်းတွေပါအပြတ်ရှင်းသွားလို့ဖြစ်သွားတာတွေ့ရတယ်နီဘိန်းတွေပါဆိုနီဘိန်းတွေပါပျောက်သွားတယ်နီဘိန်းတွေအကုန်လုံးပိန်းတဲ့ကောင်တွေအကုန်လုံးအတွေးခေါ်တွေခုနောက်မှတစ်ဖြည်းဖြည်းပြန်တက်လာကြတယ်လို့ကြားတယ်ဆိုတော့ဘာပဲပြောဒီပုံစံဆက်သွားရင်တော့အညာဒေသကတော့ဖွံ့ညင်ထပ်ပြီးကြည့်ဦးမယ်ထပ်ကြည့်ဦးမယ်ဒီလိုပဲလှုပ်ရှားကြရတယ်ပေါ့နော်ဒီလိုရှိတော့တွေ့ရအောင်မယ်ဒါကနောက်တစ်ခုကမတူပီဘက်ကလည်းအခုဆိုရင်ဒီမတူပီမှာလည်းအခုဟိုဟာဖြစ်တယ်ဒေသခံတွေကမတူပီဒေသ PDF ကိုပေါ့ PDF လည်းပဲအလိုခေါ်ရမယ်အဲ့ PDF ကိုဆန္ဒပြပွဲတွေဖြစ်သွားတယ်ပြီးခဲ့တဲ့ဩလာ23ရက်နေ့ဖြစ်တာနော်ဘာလို့ဖြစ်တာလဲဆိုတော့မတူပီမြို့က28မိုင်အကွာမတူပီပလောက်ကကားလမ်းပေါ်မှာရှိတဲ့လေဆင်းဆိုတဲ့ရွာအဲ့ရွာအောင်မှာလာပြီးတော့ PDF ဖွဲ့ရနေပြီးတော့လာပြီးတော့ကိစ္စခန်းလာဆောက်တယ်ကိစ္စခန်းဆောက်တာရွေချက်ကတော့ဘာလဲဆိုတော့တို့ကခေါင်းစဉ်တက်ပြီးပြတာတော့စစ်ကောင်စီလာတဲ့စစ်ကြောင်းတွေစစ်ကြောင်းတွေလာရင်ကင်းထောက်လို့ရအောင်နဲ့ကားတွေတက်လာရင်တားဆီးစစ်ဆေးလို့ရအောင်လုပ်တာပေါ့သူတို့နယ်တွေကိုဝင်လာမှာဆိုလို့ပေါ့ဒါပြီးလည်းပြောအဲ့ဂိတ်ကိုလာချတော့ရွာကန်တွေကိုပြောတာရွာကန်တွေကိုကြတော့မေးရကြတော့ရွာကန်တွေကိုကြတော့သူကအကြောင်းကြားခြင်းမရှိဘူးလို့တော့ရွာကန်တွေကမကျေနပ်ဘူးမင်းဂိတ်ကထိုင်ထားရင်ငါတို့ပတ်စံကောက်တော့မှာပေါ့တကယ်လည်းဟုတ်ပါတယ်ဂိတ်ထိုင်ပတ်စံကောက်ဒီလိုပဲလုပ်နေတာဘယ်လိုလုပ်လဲဆိုတော့အညာဒေသမှာပဲဖြစ်တယ်နော်ခကြီးကဘယ်လိုဖြစ်သွားလဲဆိုတော့အညာဒေသဖြစ်တဲ့ဖြစ်ရဟာတာလေးတစ်ခုလည်းပြောမယ်တကယ်လည်းဖြစ်တာပေါ့နော်အဲ့ရွာတွေကမှာသူကဘာလို့လှုပ်ဆရာမရှိတော့နောက်ဆုံးသူဘာလုပ်လဲဆိုတော့တဲ့တနက်လေးတစ်လက်ရအောင်ဝယ်လိုက်တယ်ကြည်စံလေးနည်းနည်းနဲ့ကြည်စံအတောင်560 100လောက်ရအောင်ဝယ်လိုက်တယ်တနက်တစ်လက်ဝယ်ပြီးတော့တဲ့ရွာထိပ်ကညောင်ဝင်မှာရွာထိပ်ကညောင်ဝင်လူသွားလူလာလမ်းမှာသူကဘာလဲဆိုတော့တိုင်လေးတိုင်းစိုက်ထားရတယ်ပြီးတော့ဟိုလွယ်အိလေးပဲအိလေးထည့်ထားရတယ်အဲ့လေးပတ်စံထည့်လို့ရအောင်ဖြဲထားတယ်ဖြဲပြီးတော့အဲ့နာမှာသူကအဲ့ညောင်မင်းလောက်တော့ထားပြီးတော့တနက်ကင်ထိုင်ဆောင်ဖြတ်သွားတဲ့လူတွေကစိုက်ကယ်နဲ့ပဲဖြတ်ကားနဲ့ပဲဖြတ်မြင်းလဲနဲ့ပဲဖြတ်နော်လမ်းလျှောက်ပဲဖြတ်တဲ့သူတွေကသူ့တစ်ချက်လှမ်းကြည့်တယ်သူကအဲ့ကြရင်သူကဘာမှမပြောကြည့်ပဲနေတယ်အဲ့ချင်းတိုင်းဟိုလူတွေသူ့ကိုကြောက်ပြီးတော့တရကြီးလည်းမြင်တော့ကြောက်ပြီးတော့ပတ်စံအိတ်ထဲကိုအဲ့လွယ်အိတ်ထဲပတ်စံလေးထည့်သွားတယ်ရသလောက်လေးထည့်သွားတယ်အဲ့လိုထည့်နဲ့သူဝယ်လိုက်တဲ့တနက်ဝယ်တာ360 100တော့မပြည့်ဘူးတဲ့အဲ့တနက်ဝယ်တာတစ်ပတ်လက်ကြာတနက်ဖို့ကြည်သွားတယ်အဲ့ပြီးလည်းနောက်ထပ်ရတဲ့ပတ်စံနေတိုင်းတရိတ်တနေကို340အဲ့လိုသူတို့ရနေတယ်ရနေဆိုတော့သူကအဲ့လိုရနေတော့သူကဟုတ်ပြီစစ်တပ်ကိုတိုက်ဖို့လားဆိုတော့လေပုတ်ပုတ်လေးတဲ့ငါတနက်ကင်ပြီးတော့ငါလည်းဘယ်သူမှမလုပ်တော့ငါတနက်ကင်ပြီးတော့ရွာတဲ့ထိတ်ပါပဲအေးစီတနက်လေးနဲ့ထိုင်ပြီးတော့အေးစင်းနေနေတာပေါ့သူကလာပတ်စံထည့်သွားတာငါလည်းတောင်းတာမဟုတ်ဘူးဆိုတော့လူတွေကသူ့ကြောက်ပြီးတော့ပတ်စံထည့်တာလी तू တနက်ကြီးရှိတော့ကိုကြောက်တာကိုကြောက်တော့ပတ်စံလေးထည့်သွားတော့ तू ကအကွန်တဲ့တယ်ဆိုတော့အဲ့ဒါအညာဒေသရောတရားမှာတကယ်ဖြစ်တာဟောကျွန်တော်စဉ်းစားရမှာတနက်ကင်ပြီးစီးပွားရေးရှာနေကြတာဆိုဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်သွားတယ်ဒါတကယ်ဖြစ်နေအခုမတူပြီဆိုလဲဒါဂိတ်ထိုးပြီးတော့ဒါတိတ်မကြခင်မှာစစ်ကောင်စီလာလို့ဘာဖြစ်လို့ညာဖြစ်လို့ခေါင်းစဉ်တက်ပြီးတော့အခုရွာသားတွေရှင်းနေဖြတ်ပြီးပတ်စံကောက်တော့မယ်ဖြတ်တဲ့လူမှန်တွေပတ်စံကောက်တော့မယ်အဲ့တော့ရွာသားတွေကမကျေနပ်တဲ့အတွက်ထပြီးတော့ကောက်ွက်ဆန္ဒပြပွဲမနေ့ကဩဂုတ်လ20တနေ့မနေ့ကဩဂုတ်လ23ရက်မှာဆန္ဒပြပွဲကြီးကျယ်လှုပ်သွားတယ်လို့သိရတယ်ဆိုတော့ဒါလည်းမော်ဖြစ်တာပေါ့နော်ဆိုတော့တခြားတစ်ဖက်မှာလည်းဒီချင်းပြည်နယ်ထဲမှာလည်းဟိုလက်နက်ကင်ပြည်ပခါတွေပြဿနာအကြီးကြီးတက်နေတယ်ဟိုတချို့ဆိုရင်ဒေသအချင်းချင်းအောင်ချင်းပြည်နယ်ထဲမှာပဲနောက်ထပ်ဒေသတစ်ခုခွဲထွက်ဖို့တွေအထိကြိုတင်ပြင်ဆင်စူးစမ်းနေရတယ်ဆိုတော့အစည်းအဝေးတွေမှတ်တမ်းနေတော့ zone မှာလောက်တဲ့မှတ်တမ်းတွေတော့ချို့ကကြားနေရတွေ့နေရတယ်ဆိုတော့ပြောရရင်တော့ချင်းပြည်နယ်ထဲမှာလည်းအဖွဲ့တွေကမျိုးစုံကွဲပြီးတော့အချင်းချင်းလည်းကွဲပြဲပြီးတော့ချင်းဒေသခံလူတို့ကတော့ဘယ်သူနောက်ကိုဘယ်ဖျားတကူကြီးမှမသိတဲ့ဘွားတွေချင်းပြည်သူတွေရောက်နေတယ်ဒါလည်းဒါ NUG PDF တွေပေါ်လာပြီးတဲ့နောက်မှာဖြစ်လာတဲ့ဇလန်းတွေရဲ့နောက်ဆက်တွဲတွေပေါ့နော်ဒါလေးလည်းကျွန်တော်ဒီနေ့ထည့်ပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်နောက်တစ်ခုကဘာရှိလဲဆိုတော့ဒီဂျပန်မှာဖြစ်တဲ့ဖြစ်စဉ်လေးတစ်ခုနဲ့လည်းကျွန်တော်ဒီနေ့ပြောချင်တယ်ဂျပန်ဖြစ်စဉ်ဆိုတာချောင်းပါဘူးဂျပန်နိုင်ငံမှာရှိတဲ့စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုမှာပေါ့နော်စိုက်ပျိုးရေးလုပ်ငန်းခွင်ကုမ္ပဏီတစ်ခုမှာအလုပ်သွားလုပ်တဲ့မြန်မာလူသမားအချို့နှိပ်စက်ခံရဆိုတဲ့သတင်းလေးတစ်ခုအဲ့ဒါကတော့ဂျပန်မှာအဲ့နှိပ်စက်ခံရတဲ့မြန်မာမျိုးသမီးလေးတွေကဂျပန်မှာသတင်းစာရှင်းလင်းပွဲလုပ်ပါတယ်သူတို့ရဲ့ဓာတ်ပုံတွေမှတ်တမ်းတွေတော့လူတွေကတော့အဲ့မှာတက်ရောက်သတင်းစာရှင်းလင်းပွဲတက်တဲ့သတင်းတောက်တွေကတော့ဓာတ်ပုံတွေကိုမသုံးသူတို့ဓာတ်ပုံတွေတစ်ပိုင်းပဲရိုက်တင်တယ်မျက်နှာတွေမပြဘူးတစ်ပိုင်းပဲရိုက်တင်တယ်လုံခြုံရေးအရာပေါ့နော်ရိုက်တင်ထားတယ်အဲ့တော့ဂျပန်သတင်းစာဖြစ်တဲ့မိုင်းနီချီလိုဘာလို့မှရေးထားတယ်ဘာပြောဖော်ပြတာလဲဆိုတော့ဩဂုတ်လ20ရက်မှာသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပါတယ်တဲ့မြန်မာတွေကနော်မြန်မာမျိုးသမီးနဲ့မျိုးသားတွေသူတို့လုပ်တဲ့ဟာကတော့ဘာလဲဆိုတော့သူတို့ကတဲ့ဂျပန်နိုင်ငံမှာရှိတဲ့စိုက်ပျိုးရေးကုမ္ပဏီတစ်ခုမှာတဲ့သူတို့အလုပ်လုပ်ကြပါတယ်တဲ့နော်အလုပ်လုပ်ကြပါတယ်အလုပ်လုပ်ကြတဲ့အခါမှာ
ဒါပေမဲ့လေယာလုံကောမှာလှုပ်တယ်လှုပ်ကြတဲ့အခါမှာအစတော့တို့တော့ကောင်းမှအလုပ်ရဖို့သွားတယ်ဒီကနေသွားတဲ့လူတွေပညာလဲတကယ်တက်ကြတယ်ပေါ့နော်ဒီမြန်မာလုပ်ငန်းနဲ့နားလေတဲ့သူတွေပေါ့နော်ပြောရရင်တော့တတ်မှတ်ကျွမ်းကျင်လုပ်သားအဆင့်တန်းနဲ့ဂျပန်နိုင်ငံဟော့ကိုင်ဒိုပြည်နယ်ဂျိုဂိုဂုပေါ့နော်ဂျိုဂိုဂုမြို့မှာရှိတဲ့စိုက်ပျိုးကုမ္ပဏီတစ်ခုမှာနော်လောက်တာ तू ကတတ်မှတ်ထားတဲ့ကျွမ်းကျင်လုပ်သားဆိုပြီး specify skill worker ပေါ့နော် skill worker လို့ဆိုပြီးတော့အဆင့်တန်းမျိုးနဲ့ तू ကအလုပ်လုပ်နေတယ်ပေါ့အလုပ်တဲ့သူတွေပေါ့နော်အဲ့မှာရှိတဲ့ကုမ္ပဏီတစ်ခုမှာကုမ္ပဏီရဲ့နာမည်ကိုတော့ तू ကသိပြီးတော့တိုက်ရိုက် mention မလုပ်ဘူးဒါပေမဲ့ကျွန်တော်ထင်တယ်ဂျပန်မီဒီယာတွေသိအောင်တော့ပြောခဲ့ပုံရတယ်ဒါပေမဲ့ကုမ္ပဏီနာမည် mention သိမလို့ဘူးသူတို့ကတော့အဲ့ဒီနှိမ့်ဆက်ခံရတဲ့လူကမျိုးသားမြန်မာမျိုးသားမျိုးသမီးလူသား6ယောက်ရှိပါတယ်အဲ့ဒါကိုတော့Sapporo General Union ပေါ့နော် Sapporo General Union ကနေပြီးတော့သူတို့လောလောဆယ်တော့ဆောက်ရှောက်ထားတယ်တဲ့နော်အဲ့ဆောက်ရှောက်ထားပြီးသူတို့သက်ဆိုင်ကုမ္ပဏီပေါ့နော်ကုမ္ပဏီကလည်းမေးလာတဲ့မြန်မာဝန်ထမ်းလူ30လောက်ခန့်ထားတယ်ခန့်ပြီးအဲ့ဒီ20ကလုပ်ငန်းကဆက်လက်လုပ်တယ်တဲ့ဆိုပြီးတော့ဒီ Sapporo General Union ကလည်းပြန်ပြီးပြောတယ်ပြောရင်တော့သူတို့ခါရတာဘာပြောလဲဆိုတော့မနေ့တိုင်းသူတို့နိုးတဲ့ထားတဲ့ခါမှာတဲ့ဒီနေ့ငါ့အတွက်ဘယ်လိုမျိုးစောင့်ကြုံနေမလဲငါ့ကိုဘယ်လိုမျိုးရိုက်နေနှိမ့်ဆက်အစုခံအောင်မလဲဆိုတော့တွေးနေသူတို့ကြောက်ရွံ့နေထိတ်လန့်ဆိုနေရပါတယ်တဲ့ပြောရင်တော့သူတို့ဂျပန်နိုင်ငံမလာခင်တော့သူတို့တော့လုပ်ငန်းခွင်မှာတကယ်ဘာဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့တကယ်ရောက်တဲ့ခါကျတော့သူတို့ဂျပန်စိုက်ပျိုးကုမ္ပဏီကလူတွေကသူတို့နှိမ့်ဆက်အနိုင်ကျင့်နိုင်လုပ်တယ်ထိုးချိတ်ရိုက်နေပေါ့ဒါတွေလုပ်တယ်ပေါ့ဗျာအဲ့ဒီလုပ်တယ်ပေါ့အဲဒါကြောင့်မလို့သူတို့တွေနဲ့မခံနိုင်ဘူးပြီးတော့ထွက်ပြေးတိတ်ဆောင်ဖို့လည်းမရထွက်ပြေးလို့လည်းမရဘူးလေဗျာပြေးလို့လည်းမရဆိုတော့သူတို့မှာအဲ့တော့ပေကပ်ပြီးလုပ်နေနေသူတို့ဒီကာလာတစ်ခုတခါမှသူတို့အကူအညီကယ်ဆယ်ရေးအဖွဲ့နဲ့သူတို့ကြုံကြိုက်တယ်ထင်ပါတယ်အဲ့တော့မီဒီယာတွေကနေထပြီးတော့ကောက်ပြီးရှင်းတော့မိုင်းနီချီသတင်းဌာနမှာပါလာတယ်ပါတော့ကျွန်တော်တို့လည်းဒါကိုတွေ့ရတယ်အဲ့တော့ဒီဖြစ်ရက်ကပေါ့နော်ဒီဖြစ်ရက်ကဂျပန်ကုမ္ပဏီတွေဂျပန်တွေကတကယ်ပဲဒီလိုရိုင်းဆိုင်ခဲ့ကြသလားတကယ်ရိုင်းဆိုင်ခဲ့ကြတယ်ဆိုရင်ဂျပန်မှာရှိတဲ့မြန်မာတန်ရုံးကနည်းနည်းတော့သွားလို့သိမ့်ပြီလို့ကျွန်တော်ယူဆတယ်ပေါ့နော်လို့သိမ့်ပြီပြီးတော့မြန်မာမှာရှိတဲ့အလုပ်သမားဝန်ကြီးဌာနကလည်းအလုပ်လုပ်သိမ့်ပြီလို့ယူဆတယ်ဒါအလုပ်ရမယ်ဘာလို့ဆိုတော့ဂျပန်တန်ရုံးမှာရှိဂျပန်တန်ရုံးကိုမြန်မာလုပ်သမားဝန်ကြီးဌာနရဲ့မြန်မာနိုင်ငံရေးဝန်ကြီးဌာနရဲ့ဂျပန်တန်ရုံးကိုလူကိုဆင့်ခေါ်ရမယ်ခေါ်ပြီးတော့ဒီမှာကြီးမိုင်းနစ်ချီမှာပါလာတယ်မင်းတို့ဒီလိုဖြစ်တယ်အဲ့ဒါမင်းတို့ကိစ္စအဲ့ကိစ္စငါတို့ဖြည့်ရှင်းချက်ပေးပါမဟုတ်ရင်မင်းတို့ဂျပန်နိုင်ငံအပေါ်မှာငါတို့မြန်မာတွေရဲ့လေးစားတမိုးထားမှုတွေရော့ကျဆင်းသွားလိမ့်မယ်မင်းတို့ဂျပန်နိုင်ငံကုမ္ပဏီရဲ့ဂုဏ်သိက္ခာအတွက်မင်းတို့ဂျပန်နိုင်ငံဂုဏ်သိက္ခာအတွက်ငါတို့ရှင်းရှင်းလင်းလင်းလာပြောပါလို့တောင်းဆိုတင်တယ်တောင်းဆိုတဲ့အခါကျတော့မှပြီးတော့မှအခြေအနေတခြားမေးပြီးတော့မှတကယ်ဖြစ်စဉ်အမှန်ကိုတိတိကျကျနားထောင်ပြီးတော့မှကျွန်တော်တို့ကိုယ်နိုင်ငံသားတွေကိုကာဝယ်ဆောက်ရှောက်မှုအပြည့်အဝလုပ်ပေးတင်တယ်ဒါဂျပန်နဲ့ပတ်သက်လုပ်လို့ရတာအဲ့ရဒီမှာတစ်ဆင့်ဂျပန်နိုင်ငံနဲ့မြန်မာနဲ့ကြားမှာဆက်ဆံရေးတွေဆက်လက်တည်ဆောက်နိုင်အောင်လုပ်ဖို့လိုတယ်ဒါလည်းလိုတယ်နောက်မဆိုရင်ခင်ဗျာဂျပန်မို့လို့ကျွန်တော်ငြိမ်ခံလိုက်တယ်ကိုယ့်တဲ့နိုင်ငံကြီးလို့အင်အားကြီးလို့ချမ်းသာကြွယ်ဝလို့ငြိမ်ခံလိုက်တယ်ဆိုရင်နောက်ကျွန်တော်တို့ထပ်ပြီးမနှိမ့်ဆက်ပဲနေမှထင်လားကိုယ့်နိုင်ငံသားပုံမှာအဲ့တော့သူ့နိုင်ငံတေးလောက်အောင်ကြီးပါစေနော်မိုးနယ်မြေလို့ကွာနေပါစေဦးလူခွင့်ရေးပဲလူသားချင်းစာနာထောက်ထားမှုရှိရမယ်လုပ်ငန်းခွင်မှာလည်းဒီလိုပဲကိုလုပ်ငန်းခွင်မှာလာလုပ်တဲ့သူမှာနှိမ့်ဆက်ကလူအနိုင်ကျင့်ပြုတယ်ဆိုတာဘယ်သူမှမလုပ်တဲ့နဲ့လုပ်ရမယ်ဘယ်လိုလူကြီးလူကောင်းမှမလုပ်ရတယ်လုပ်ရမယ်ဘုန်းလည်းပြောရအောင်အဲ့တော့ဒါကြီးကဂျပန်ကဒီလိုလုပ်တယ်ဆိုရင်ဂျပန်လိုမျိုးအဆင့်တန်းရှိတဲ့နိုင်ငံတစ်ခုကဒီလိုလုပ်တယ်ဆိုရင်ဂျပန်နိုင်ငံအနေနဲ့ဂုဏ်သိက္ခာကျဆင်းသွားလိမ့်မယ်နော်သို့တော်မြန်မာတွေကဂျပန်ကိုထင်ကြီးနေသေးပါဒါပေမဲ့ဒီလိုမျိုးလုပ်တာကြီးများလာရင်တော့ဂျပန်နိုင်ငံပေါ်မှာမြန်မာတွေယုံကြည်မှုတွေကတဖြည်းဖြည်းကျဆင်းသွားနိုင်တယ်ဆိုတာကိုတော့ထောက်ပြပြီးတော့အလုပ်လုပ်ဖို့လိုတယ်ဟုတ်သည်မဟုတ်သည်ရှိစေဟုတ်မဟုတ်မင်းမြန်းချက်ထုတ်ရမယ်လို့ကျွန်တော်နားလည်တယ်အဲ့တော့ဂျပန်မှာရှိတဲ့မြန်မာတန်ရုံးကလည်းအလုပ်လုပ်ရမယ်မြန်မာမှာရှိတဲ့နိုင်ငံရေးဝန်ကြီးဌာနနဲ့အလုပ်သမားဝန်ကြီးဌာနကလည်းမြန်မာမှာရှိတဲ့ဂျပန်တန်ရုံးကိုဆင့်ခေါ်ဆက်သွယ်ပြီးတော့ကဲဒီကိစ္စလေးပါလာတယ်မင်းတို့ပြောပါကျွန်တော်တို့သိချင်တယ်မေးတင်တယ်လို့ကျွန်တော်တို့တိုက်တွန်းချင်တယ်လောက်တာမလောက်တာတော့သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေလုပ်ရပဲကျွန်တော်တို့အမှတ်ချက်မပေးလို့ပေါ့နော်ဒါလေးလည်းကျွန်တော်ဒီနေ့ထည့်ပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့တရုတ်ကုမ္ပဏီနဲ့တီလဝါပေါ့နော်တီလဝါဟွာမှာပေါ့နော်တီလဝါလောက်ခံပေါ့နော်တီလဝါဘယ်ပြောမှာပေါ့နော်မြန်မာတီလဝါ Access Holding လို့ပဲပြောမှာပေါ့နော်အဲ့ဒီအဖွဲ့ကနေပြီးတော့ပေါင်းပြီးတော့သူတို့မဂါဝတ်200ရှိတဲ့ဆိုလာစီမံကိန်းတစ်ခုအကောင့်ထဲပေါ်မယ်ဆိုပြီးတော့စာချုပ်ချုပ်ဆိုပွဲတစ်ခုကျင်းပသွားတယ်နော်ပြောရရင်တော့သူတို့စာချုပ်ချုပ်ဆိုခဲ့တဲ့အကြောင်းအရာကိုတီလဝါ Access ကနေပြီးတော့နော် MTSH ပေါ့နော်မြန်မာတီလဝါ Access Holding အများပိုင်းကုမ္ပဏီပေါ့သူကနေပြီးတော့ထုတ်ပြန်လာတာတွေ့ရတယ်ဒါမနေ့ကထုတ်ပြန်လာတော့ကျွန်တော်ကြည့်လိုက်တယ်ပေါ့နော်ကျွန်တော်တခြားဖတ်ကြည့်လိုက်တယ်ဟောင်ကောင်ခြေစိုက်ပေါ့နော်ဟောင်ကောင်ခြေစိုက်တရုတ်ကုမ္ပဏီဖြစ်တဲ့ GCL Group ရဲ့လက်အောက်ခံကုမ္ပဏီ GCL System Integration Technology Company Limited နဲ့အဲ့ဒီကုမ္ပဏီနဲ့မြန်မာက MTSH လို့ခေါ်တဲ့မြန်မာတီလဝါအများပိုင်း holding company တို့ပူးပေါင်းပြီးတော့တဲ့နော်
နေအောင်ကြီးစွမ်းရင်တော့လက်စစ်ဓာတ်ပြီးစီမံကိန်းမဂါဝတ်200ကိုအကောင့်တွေပေါ်ဖို့ရှိတယ်ဆိုပြီးတော့စာချုပ်ချုပ်ကြတယ်ဆိုတော့စာချုပ်ချုပ်လိုက်ပြီးဆိုကြရတော့တစ်ချက်ကတော့မဂါဝတ်200စာချုပ်ဆိုတာဒေါ်လာတန်း200မကတန်တဲ့စာချုပ်လို့ခေါ်တယ်တချို့တွေကမသိပါဆိုလို့ပါသူတို့ကငွေအမောက်ထည့်မဖော်ပြဘူးဘယ်လောက်တန်လဲဒေါ်လာတန်းဘယ်လောက်တန်တဲ့ project လဲလို့မေးဘယ်သူမှမဖော်ပြကြလို့ကျွန်တော်တွက်ချက်ပြပါမယ်ဒေါ်လာတန်း200အထက်တန်ပါတယ်ဘာလို့ဆိုတော့1 megawatt မှာအနည်းဆုံးဒေါ်လာ1တန်းဒီနေ့ခေတ်ကာလမှာ1 megawatt ကိုအနည်းဆုံးဒေါ်လာ1တန်းကျော်ကုန်ပါတယ်ဘယ်ဟာနဲ့ပဲထုတ်ရေအားလက်စင်းနဲ့ပဲထုတ်ဆိုလာနဲ့ပဲထုတ်ကြိုက်တိုင်းထုတ်ဒေါ်လာ1တန်းထက်မှာကုန်တယ်1 megawatt တိုင်းမှာအဲ့တော့ပြန်မြကြားချလိုက်မယ်1 megawatt မှာဒေါ်လာ1တန်းပဲဆိုပါစို့အခု megawatt 200ဆိုရင်ဒေါ်လာတန်း200လို့ခေါ်ပါတယ်ဆိုတော့ဒေါ်လာတန်း200တက်မနဲ့တန်ကြီးရှိတဲ့ project ကိုသူတို့စာချုပ်ချုပ်နိုင်ခဲ့ကြတယ်လို့တွေ့ရတယ်အဲ့တော့သူတို့ဘာလုပ်မလဲဆိုတော့ပထမဆုံးအဆင့်စီမံကိန်းဖြစ်တန်ဆိုတာ sensitive ချက်ပေါ့နော် feasibility study ဆောင်ရွက်ဖို့အဲ့ဒါအတွက်ကိုနားလည်မစားကျွန်တော်တက်တန်းကုန်သွားပြီချုပ်ခဲ့ပြီးလို့အခုဂျွန်လ18ရက်မှာလုပ်ခဲ့တဲ့ဒါသူတို့ရဲ့ဒီ China မြန်မာ forum ပေါ့နော် forum မှာအဲ့မှာ forum မှာမဂါဝတ်200စီမံကိန်းတကယ်လုပ်တော့မယ်ဆိုလက်မှတ်ရေးထိုးတယ် feasibility study ပြီးတော့နောက်တစ်ဆင့်ကိုဆက်ပြီးထိုးကြတယ်ပေါ့နော်အဲ့တော့အဲ့လိုစာချုပ်လက်မှတ်ထိုးပြီးတော့နောက်မှာဘာဆက်လုပ်မလဲဆိုတဲ့မိကောဘာဆက်လုပ်မလဲဆိုတော့သဘောတူညီချက်တစ်ခုထွက်လာတယ်အဲ့ဒါမြန်မာပြည်ထဲမှာပဲမဂါဝတ်200စီမံကိန်းဖြစ်တဲ့အတွက်မြန်မာပြည်ထဲမှာအဲ့ဒီမဂါဝတ်200ဆိုလာပြားတွေချဖို့မြေနေရာရှားတော့မယ်လို့အဓိပ္ပာယ်သက်ရောက်တယ်ဆိုလိုတာကတော့မဂါဝတ်200ထုတ်ဖို့အတွက်မြေနေရာကမြန်မာပြည်ကမြေနေရာကိုသုံးချမယ်ပေါ့နော်သုံးမယ်ပေါ့ဆိုတော့မြန်မာပြည်မှာမဂါဝတ်200ပေးမှာဟုတ်အဲ့တော့မြေရှားမယ်ပေါ့ဆိုတော့မဂါဝတ်200ဒေါ်လာတန်း200ကျော်တန်ကြီးရှိတဲ့စီမံကိန်းအတွက်တန်း200ကျော်တန်ကြီးရှိတဲ့စီမံကိန်းအတွက်တန်း200ဆိုအနည်းဆုံးကျော်ပြောတာနော်စီမံကိန်းအတွက်မြေနေရာရှာမယ်မြေနေရာရှာမယ်ဆိုတော့ဘယ်လိုနေရာကိုသူတို့မြေကိုရှာမလဲဘယ်မြေတွေကိုသူတို့အသုံးချမလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့1 megawatt ထွက်ဖို့တော့နောက်တစ်ခါဒီဘယ်လိုခေါ်မလဲမဂါဝတ်200ထွက်ဖို့အတွက်မြေဧကရာပေါင်းဘယ်လောက်လိုသလဲဆိုတဲ့မိကုံးမှာအဲ့ဒါတွေကိုတီလွာနဲ့ဟွာနဲ့ဖွဲ့မှာတော်တော်လေးသူတို့ညှိကြနိုင်ကြပြီးတော့အမြဲတည်းနေအောင်ကြီးရတဲ့နေရာဒါမျိုးတွေပေါ့ဆိုတော့တကယ် solar project ကမဂါဝတ်200တကယ်ထွက်ဖို့တကယ်လုပ်တဲ့ project မျိုးဆိုကျွန်တော်တို့ကတကယ်ကောင်းတဲ့ကိစ္စပဲသို့တော့အဲ့ဒီနောက်ကမြေကိုလိုချင်တဲ့ project မျိုးဆိုရင်တော့နိုင်ငံတော်ကတတိကြီးထားဖို့လိုတယ်နိုင်ငံတော်တတိကြီးထားဖို့လိုတယ်နော်နိုင်ငံတော်မြေကိုငှားပဲငှားတဲ့နှစ်ရှည်ငှားတဲ့နှစ်ရှည်ငှားတဲ့မြေကိုပေးလိုက်တာမျိုးလုပ်တာမျိုးမလုပ်သင့်ဘူးပေါ့နော်မြေဧကကိုယာနဲ့ချီပေးရမယ်အဲ့တော့မြေဧကယာနဲ့ချီပေးရမယ်ကိစ္စကြီးမှာနိုင်ငံတော်ကနေပြီးတော့မြေငှားရကနဲ့နှစ်ရှည်စာချုပ်နဲ့9နှစ်တခါ10နှစ်တခါစာချုပ်စာတမ်းပြင်တဲ့ပုံစံမျိုးနဲ့နည်းနည်းလေးလုပ်ဖို့တင်တယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါကတော့နိုင်ငံတော်ကဘယ်လိုစီမံခန့်ခွဲပြီးဘယ်လိုပေးမလဲတော့မသိဘူးဟိုဒီလိုမှာပါဝင်လောက်ကင်နေတဲ့ကုမ္ပဏီတွေအကုန်လုံးကလည်းမြေနဲ့ပတ်သက်မြေဆရာကြီးတွေပါနေကြတယ်ဆိုတော့ပွင့်လင်းပြောရင်တော့မြေကိုလိုချင်လို့ဒါကိုပြင်လာလားဘာကိုလုပ်တာလဲတကယ်ဒါကြီးကမကောင်းတဲ့နေရာတကယ်မဖြစ်ခဲ့မြေကအားလုံးအတရင်ကြံခဲ့မယ်ဆိုတော့ရီမန်းချက်နဲ့မျိုးနဲ့လောက်တာမျိုးဖြစ်နေမလားမဖြစ်ဘူးလားဒါလည်းကျွန်တော်စဉ်းစားရဖြစ်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့မှတ်မိကြလိမ့်မယ်ပြီးခဲ့တဲ့သိမကြသေးခင်မှာနိုင်ငံတော်ထုတ်ပြန်ကြေညာစာတစောင်ရှိခဲ့တယ်ပြီးခဲ့တဲ့2လလောက်ကမှထုတ်ပြန်ထားတာမြေပြန်သိမ်းတဲ့အခါမှာခုနဆိုလာလျှက်စစ်စီမံကိန်းတစ်ခု project တစ်ခုနဲ့ပတ်သက်ပြီးမြေက200ကျော်ပြန်သိမ်းလိုက်တယ်ဆိုတာလေပြီးတော့မှတ်မိကြအောင်နိုင်ငံမှာထုတ်ထားတာအဲ့တော့မအောင်မြင်လို့မဖြစ်လိုက်လို့သူကပြန်ပြီးတော့သိမ်းတာပေါ့ဗျာရှင်းရှင်းလေးဖြစ်လာရင်တော့ဒီမြေဘယ်သိမ်းကြအကြောင်းရှိမလို့ဒါလည်းဖြစ်ခဲ့ဘူးလေဒါနော်အဲ့တော့ဒီလူတွေတကယ်ပဲစီမံကိန်းကိုအကောင့်တွေပေါ်အောင်မြင်လို့ပြီးမဂါဝတ်200ကိုသူတို့ရဲ့စီးပွားရေးလုပ်ငန်းဒီတီရွာစက်မှုစုံတွေမှာမဂါဝတ်200ကို injection လုပ်ဖို့ဆိုရင်တော့ကောင်းတဲ့ကိစ္စပဲအဲ့တော့အဲ့အတွက်မြေကိုဘယ်နှယူမှာလဲအဲ့မြေတန်ကြီးကိုဘယ်လိုသတ်မှတ်မှာလဲအဲ့ဒါတွေကိုနိုင်ငံတော်ကတေချာလေးချာနာလုပ်ဖို့လိုပါတယ်နော်နောက်တစ်ခုကတော့မဂါဝတ်200ဒီမြေကပေါင်းများစွာတန်ပေါင်းမြေကရာပေါင်းများစွာပေးရမယ်ပြီးတော့စီမံကိန်းတကယ်လာလုပ်မဲ့ကုမ္ပဏီတွေလည်းဒေါ်လာတန်း200ကျော်ရင်းနှီးမြှုပ်နှံရမယ့်သဘောရှိတယ်အဲ့တော့ဒေါ်လာတန်း200ကျော်ရင်းနှီးမြှုပ်နှံပြီးရင်တော့သူပြန်ယူမှာဒေါ်လာတန်း200ကျော်မကသူပြန်ရှာမှာပဲနော်အဲ့တော့ဒါလေးတွေလည်းနိုင်ငံတော်တွက်ချက်ချဖို့လိုတော့ဗျာစီးပွားရေးဆိုတော့အကောင်လုံးအမြတ်ရမှာလုပ်မှာအမြတ်မရရင်မလုပ်ဘူးလေနော်အဲ့တော့အမြတ်ရမှာလုပ်မှာဖြစ်တော့လေနိုင်ငံတော်မနစ်နာတဲ့နီးနဲ့သူတို့အမြတ်ရတဲ့ပုံစံမျိုးပုံဖော်သွားတာမျိုးပဲနိုင်ငံတော်ဘက်ကလည်းတွက်ချက်ပြင်ဆင်ကြဖို့လိုတယ်လို့ကျွန်တော်တို့ဒီနေရာနေပြီးတိုက်တွန်းချင်တယ်ဗျာနော်ဒါလေးလည်းကျွန်တော်ဒီနေ့ကြိုးကြားလို့ထည့်ပြောတာပါနောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကဒီနေ့အပိတ်လေးဖြစ်နေပြောချင်တာကတော့ဟိုပြည်တော်စုအင်္ဂါစဉ်ကိစ္စပေါ့နော်ပြည်တော်စုအင်္ဂါစဉ်ကိစ္စမှာနိုင်ငံတော်ထုတ်ပြန်တဲ့ပြည်တော်စုအင်္ဂါစဉ်ကိစ္စစိတ်ဝင်စားဖို့ကောင်းပါတယ်ဘာမှတော့အမှားရင်မရှိဘူးလွတ်ချော်မရှိဘူးဒါပေမဲ့ရန်တိုက်ပေးခြင်းတဲ့ကောင်တော့ရန်တိုက်တဲ့သတင်းရေးတာပေါ့ဗျာဘာလဲဆိုတော့နိုင်ငံတော်ပြည်တော်စုအင်္ဂါစဉ်ဆိုတာကအစိုးရအသစ်တစ်ခုပေါ်တိုင်းမှာအဲ့အစိုးရအသစ်ကသူ့ရဲ့ပြည်တော်စုအင်္ဂါစဉ်ကိုဖွဲ့စည်းရတယ်အဲ့တော့ပြည်တော်စုအင်္ဂါစဉ်ကိုသမ္မတဦးမင်းအောင်လှိုင်ကသူ့ရဲ့ပြည်တော်စုအင်္ဂါစဉ်ကိုဖွဲ့စည်းတဲ့အခါမှာဘာကိုရေးထားလဲဆိုတော့နံပါတ်1ကနိုင်ငံတော်သမ္မတနော်နံပါတ်2မှာဒုတိယသမ္မတများလို့သုံးထားတယ်ကဲဒီနှစ်ခုကိုကျွန်တော်ရင်းစရှင်းမယ်ပြီးတော့နံပါတ်3ကျတော့ပြည်သူ့လွှတ်တော်ကနံပါတ်4မှာပြည်သူ့လွှတ်တော်ကနံပါတ်5မှာပြည်တော်စုတရားသူကြီးချုပ်နံပါတ်6မှာတပ်မတော်ကာကွယ်ဦးစီးချုပ်
ဟုတ်ပြီဒါဒီလိုမျိုးချထားတယ်ပေါ့နော်ဒါကလက်ရှိသမရရဲ့အစိုးရအဖွဲ့ပြောင်းစုအင်္ဂါစဉ်ပထမဆုံးထိတ်ဆုံး6ယောက်โอเคအရင်တော့အစိုးရဘယ်လိုလုပ်ခဲ့လဲပေါ့ပြန်ပြောမယ်အရင်တော့အစိုးရဘာလုပ်ခဲ့ဆိုအရင်တော့အစိုးရမှာပြောင်းစုအင်္ဂါစဉ်ပေါ့နော်ဦးသိန်းစိန်အစိုးရလက်ထက်ကပြောင်းစုအင်္ဂါစဉ်ဒေါ်စုအစိုးရလက်ထက်ကပြောင်းစုအင်္ဂါစဉ်နှစ်ခုရှိတယ်ဦးသိန်းစိန်အစိုးရလက်ထက်ကပြောင်းစုအင်္ဂါစဉ်မှာနိုင်ငံတော်သမ္မတဒုတိယသမ္မတ1ဒုတိယသမ္မတ2ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြည်ထောင်စုတရားသူကြီးချုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တပ်မတော်ကာကွယ်ရေးနံပါတ်9မှာရှိတာအခု9မှာရှိတော့နော်အဲ့ဒါကဒေါ်ဆောင်စုကြည်အစိုးရလက်ထက်ရောက်ပေါ့ဒေါ်ဆောင်စုကြည်တို့အစိုးရလက်ထက်ကြတော့ဦးမြင့်အစိုးရပါဗျာဦးမြင့်ဦးထင်ကျော်ဒေါ်ဆောင်စုကြည်တို့အစိုးရလက်ထက်ပေါ့နော်ဆိုတော့ဦးထင်ကျော်ဦးမြင့်ဒေါ်ဆောင်စုကြည်အစိုးရလက်ထက်အဲ့မှာတော့ပြောစုအင်္ဂါစဉ်မှာနိုင်ငံတော်သမ္မတဒုတိယသမ္မတနိုင်ငံတော်သမ္မတပြီးလည်းပြီးတော့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြီးတော့ဒုတိယသမ္မတ1ဒုတိယသမ္မတ2နော်ဒုတိယသမ္မတ2ပြီးတော့မှပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြည်သူ့တရားသူကြီးချုပ်ပြီးတော့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဲ့တော့ဦးသိန်းစိန်လက်ထက်မှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လို့ကအဆင့်9ဒေါ်ဆောင်စုကြည်ဆိုတဲ့မှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဆင့်8နော်အဲ့တော့သူတို့ကဒုတိယသမ္မတ1ဒုတိယသမ္မတ2ဆိုတော့ခွဲထည့်သလိုအဲ့ဒါခွဲတာမပြောင်းလဲသလိုဂျားထဲမှာဒေါ်ဆောင်စုကြည်တို့လက်ထက်မှာတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာကိုဒုတိယနံပါတ်2မှာထားခဲ့တယ်ပေါ့နော်ဆိုတော့အခုဦးမင်းအောင်လှိုင်တို့လက်ထက်လေးရောက်ကောဦးမင်းအောင်လှိုင်တို့ကဘာထက်လဲနိုင်ငံတော်သမ္မတဒုတိယသမ္မတများလို့ပဲပေါင်းလိုက်တယ်တစ်နှစ်တည်းမခွဲတော့ဒုတိယသမ္မတများလို့ပေါင်းလိုက်တယ်အဲ့တော့တနေရာကျုံသွားတယ်တတိထားမိမှာနော်တနေရာကျုံသွားတယ်1 2 3တွေမဟုတ်တော့ဘူးနော်နိုင်ငံတော်သမ္မတပြီးဒုတိယသမ္မတများပြီးတော့မှပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမြို့သားလွှတ်တော်ဥက္ကဋ္ဌပြည်သူ့တရားသူကြီးချုပ်ပြီးတော့မှတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တပ်မတော်ကနံပါတ်6ကိုရောက်လာတယ်အဲဒီလိုပြောချင်တာအဲ့တော့နိုင်ငံတော်အင်္ဂါစဉ်ပြည်တော်စုအင်္ဂါစဉ်ကဘာအတွက်သုံးတာလဲဆိုတော့နိုင်ငံတော်အဆင့်အခမ်းအနားတွေဘာညာတွေမှာထိုင်ကုန်နေရာချထားရေးအတွက်ကိုဒါတွေကိုစီစဉ်တာဖြစ်တယ်ပြောရရင်တော့ထိုင်ကုန်နေရာချထားရေးမှာနိုင်ငံတော်သမ္မတကိုထိန်းဆုံးမှထားမယ်ပြီးဒုတိယသမ္မတတွေဘေးမှာရန်မယ်ပြီးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတွေဘေးမှာရန်ပြီးတပ်မတော်ကာကွယ်ရေးချုပ်နဲ့တရားသူကြီးချုပ်တွေရန်မယ်ဒီလိုမျိုးအစဉ်လိုက်ထားဖို့နိုင်ငံတော်အင်္ဂါစဉ်ကိုထားတာနော်ထားတာအဲ့တော့အဲ့ဒါရှင်းရှင်းပြောရရင်ဟိုနိုင်ငံမှာထားဖို့ထားတဲ့ကိစ္စတစ်ခုပဲအဲ့တော့အဲ့ဒါကြီးအခုဘာဖြစ်လဲဆိုတော့ပြည်ပြင်းမီဒီယာကြီးကဘာလို့ရေးကြလဲဆိုတော့နိုင်ငံတော်သမ္မတဒုတိယသမ္မတများပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမြို့သားလွှတ်တော်ဥက္ကဋ္ဌပြည်သူ့တရားသူကြီးချုပ်တပ်မတော်ကာကွယ်ရေးချုပ်အဲ့လိုရေးပြီးတော့ဘာလို့ဟွာတဲ့တက်ချုပ်ကိုသူကအဆင့်6နေရာတိဆွတ်တင်လိုက်ပြီးတော့တဲ့ဦးစိုးဝင်းရဲ့နိုင်ငံတော်အတိုင်ပင်ခံကောင်စီပေါ့နော်နိုင်ငံတော်ပြည်သူ့အတိုင်ပင်ခံကောင်စီပေါ့ပြည်သူ့အတိုင်ပင်ခံကောင်စီကိုကြတော့ဘေးဖယ်ထားတယ်ပေါ့ဗျာဆိုပြီးတော့သဘောမျိုးနဲ့ဦးစိုးဝင်းကိုဘေးဖယ်ထားတယ်ဆိုသဘောမျိုးနဲ့ဇောင်းပြီးရေးသွားတာတွေ့ရတယ်ဒါပေမဲ့သူတို့မသိလိုက်တဲ့ issue တွေမှာဒေါက်တာဒီထဲမှာမသိလိုက်တဲ့ issue တစ်ခုရှိတယ်ကျွန်တော်ဒီတက်သိနားတဲ့တယောက်ကတခြားရှင်းပြတာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူကဘာပြောလဲဆိုတော့အခုအင်္ဂါစဉ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်ဝင်စားဖို့ကောင်းတဲ့အင်္ဂါစဉ်အပြောင်းလဲအဲ့ဒီအပေါ်အပြောင်းခဏထားတယ်အောက်မှာအပြောင်းလဲတစ်ခုကြီးမှလှုပ်ထားတယ်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ခုအဲ့ဒါဘာလဲဆိုတော့โอเคကျွန်တော်တစ်ခုချင်းရွတ်ပြမယ်ဒီလက်ရှိသမ္မတဦးမင်းအောင်လှိုင်အစိုးရလက်ထက်မှာနိုင်ငံတော်သမ္မတဒုတိယသမ္မတများပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြည်သူ့တရားသူကြီးချုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌပြည်သူ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌပြည်သူ့ဝန်ကြီးများပြည်သူ့ရှေ့နေချုပ်ပြည်သူ့စင်းစစ်ချုပ်တပ်မတော်ကာပြည်သူ့စင်းစစ်ချုပ်ပြီးတော့ကာကွယ်ရေးဦးစီးချုပ်ကြီးညှိနှိုင်းကုတ်ကဲရေးမှုကြီးရေ၄ကာကွယ်ရေးဦးစီးချုပ်ရေကာကွယ်ရေးဦးစီးချုပ်၄ပြည်သူ့ယာရုဝင်အဖွဲ့ဥက္ကဋ္ဌနောက်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများပြီးတော့နေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များနော်နောက်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနောက်အဲ့ဒီဒေသမှာတပြည့်ကော်မရှင်ဥက္ကဋ္ဌမြန်မာနိုင်ငံမြို့သားလူ့ခွင့်ကော်မရှင်ဥက္ကဋ္ဌတပ်မတော်မှဒုတိယဗိုလ်ချုပ်ကြီးများပြီးတော့ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုင်ရာအဖွဲ့ဝင်များပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဥပဒေရေးကော်မတီနောက်ငွေစင်းကော်မတီစသဖြင့်အဲ့လိုကော်မတီကိုဆွဲခေါ်သွားပြီပေါ့နော်အဲ့ဒီမှာဗါလဲဆိုတော့တိတာတဲ့ဟာတစ်ချက်ကဗါလို့ဆိုအမှတ်စဉ်20မှာနိုင်ငံတော်အင်္ဂါစဉ်မှာအမှတ်စဉ်20တဲ့ပါတဲ့ပြည်ထောင်စုတိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများဆိုတဲ့အမှတ်စဉ်20အဲ့ဒါစိတ်ဝင်စားဖို့အကောင်းဆုံးဘာလို့ဆိုတော့အဲ့ဒါဘာဖြစ်လဲဆိုတော့မြန်မာပါလီမန်ယူနီယံလို့ပဲခေါ်မလားပေါ့နော်ဒီလွှတ်တော်များပေါင်းထားတဲ့အဖွဲ့ပေါ့အဖွဲ့ဥက္ကဋ္ဌဦးအောင်လင်းထွေးပေါ့မြို့သားလွှတ်တော်ဥက္ကဋ္ဌလက်ရှိမြို့တော်ဥက္ကဋ္ဌဦးအောင်လင်းထွေးတို့ ਨੇ သူတို့လွှတ်တော်ဥက္ကဋ္ဌတွေအားလုံးပြည်တိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌအားလုံးစုံကြတဲ့ပွဲမှာလွှတ်တော်ဥက္ကဋ္ဌအချို့တွေတင်ပြကြတယ်တင်ပြတဲ့ခါကျတော့နိုင်ငံတော်အင်္ဂါစဉ်မှာပြီးခဲ့တဲ့အစိုးရ20လုံးကနိုင်ငံတော်အင်္ဂါစဉ်မှာပြည်နယ်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတွေကိုသူကဒီနိုင်ငံတော်အင်္ဂါစဉ်မှာဟိုနောက်ထပ်မှာသွားပေးထားတယ်ဟိုနောက်ထပ်သွားထားတဲ့ခါကျတော့လွှတ်တော်ဥက္ကဋ္ဌတွေကအဲ့ဒါမေးခွန်းပြောကြတယ်ဒါအင်္ဂါစဉ်ရဆိုရင်မထားသင့်ဘူးပါညာပေါ့ဒီလိုမလုပ်သင့်ဘူးအင်္ဂါစဉ်တစ်ခုထားဖို့သင့်တယ်ဆိုတာမျိုးတိုက်တွန်းတဲ့ခါကျတော့အခုဘာလုပ်လဲလဲဆိုတော့နိုင်ငံတော်အင်္ဂါစဉ်မှာနော်အင်္ဂါစဉ်မှာတိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများကိုအင်္ဂါစဉ်နံပါတ်အဆင့်20မှာထားလိုက်တယ်အဲ့ဒီမှာထူးခြားသွားတာပြည်နယ်တိုင်းဒေသကြီးဝင်းချုပ်တွေရောဆိုတော့ဝင်းချုပ်တွေကဘယ်နေရာရောက်သွားလဲဆိုတော့ပြည်နယ်ဒေသကြီးရဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကဘာလဲဆိုတော့
အမှတ်စဉ်22ရောက်သွားတယ်22ရောက်သွားတယ်ပြောခုံနံပါတ်စဉ်22ပေါ့ဗျာတည်ပြောရအောင်20မှာပြည်နယ်တိုင်းစာကြီးလွတ်တော်ဥက္ကဋ္ဌတွေကထိတ်ကထိုင်ရတယ်သူ့ရဲ့နောက်မှာပဲတိုင်းစာကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တွေဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့ပြည်နယ်တိုင်းစာကြီးလွတ်တော်တွေမှာပါလီမန်စနစ်ဖြစ်တယ်ဟိုကသမ္မတစနစ်ဟိုကပါလီမန်စနစ်အဲ့တော့ပါလီမန်စနစ်သမ္မတစနစ်ကိုနှစ်ခုကို mix လုပ်ထားတာဖြစ်တဲ့အတွက်ပါလီမန်စနစ်မှာတော့ရှင်းရှင်းလေးပဲလွတ်တော်ဥက္ကဋ္ဌတွေကထိတ်ကိုရောက်တယ်ဝင်းချုပ်တွေကနောက်ကိုရောက်တယ်ဒီလိုသဘောမျိုးသူကသဘောပြောတာပေါ့နော်တွေ့ရတယ်ဆိုတော့တကယ်လည်းအခုဒီမှာအင်္ဂါစင်မှာကြည့်လိုက်တော့ဟုတ်တယ်တိုင်းစာကြီးနဲ့ပြည်နယ်လွတ်တော်ဥက္ကဋ္ဌတွေကအမှတ်စဉ်20ပြီးတော့မှသူ့အောင်မှာနေပြီးတော့ကောင်စီဥက္ကဋ္ဌ21တိုင်းစာကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက22ကဲအဖြစ်ကဘာလဲဆိုတော့သဘောကတော့ဗျာဥပမာဆိုကြပါစို့ပေါ့ကျွန်တော်တိုင်းတိုင်းဥပမာပြင်ပေါ့ရန်ကုန်ပေါ့ရန်ကုန်တိုင်းစာကြီးလွတ်တော်ဥက္ကဋ္ဌကရုံးနေစိတ်ဝန်ကြီးချုပ်တဲ့သူကဘာလဲဆိုတော့နိုင်ပြည်တော်စုအင်္ဂါစင်မှာတစ်ဆင့်ပြင်းတယ်နှစ်ဆင့်မြင့်တယ်ဘာလို့သူ့အောက်မှာဥက္ကဋ္ဌရဲ့အောက်မှာကောင်စီဥက္ကဋ္ဌရှိသေးတယ်ပြီးတော့မှတိုင်းတိုင်းပြည်နယ်ဝန်ကြီးချုပ်တွေကျန်တာအဲ့တော့နှစ်ဆင့်သူမြင့်တယ်20နဲ့20ဆိုနှစ်ဆင့်မြင့်တယ်အဲ့တော့ရန်ကုန်မန္တလေးဆိုလည်းဒီလိုပဲနေပြည်မန္တလေးကဒီလိုပဲမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်ကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်အစရှိတဲ့မကွေးပဲခူးစကိုင်းအစရှိတဲ့လွတ်တော်ဥက္ကဋ္ဌတွေကသူတို့ရဲ့ဝန်ကြီးချုပ်တွေတဲ့သူကဒီပြည်တော်စုအင်္ဂါစင်မှာနှစ်ဆင့်ပုံမြင့်နေတယ်အဲ့ဒါဒီဦးမြောင်လိုက်လို့သမ္မတအစိုးရအဖွဲ့လက်ထက်နောက်လက်ရှိပြည်တော်စုလွတ်တော်ကြီးလက်ထက်ကြမှာပေါ်ပေါက်လာတဲ့ဟာတစ်ခုဖြစ်တယ်ဆိုတော့ထူးခြားတော့တွတ်တွေ့ရတယ်ပေါ့နော်ခင်ဗျားတို့ကအပေါ်ကဟိုမှာဦးစိုးဝင်းကြီးဟိုနာထားဒီနာထားဖြစ်မယ်ပြောလို့သာကျွန်တော်ပွင့်လေးပြောရင်တော့ဦးစိုးဝင်းတို့ကဦးစိုးဝင်းပေါ့နော်ဟိုဒုချုပ်ကြီးရခိုင်ဒုချုပ်ကြီးဦးစိုးဝင်းတို့ရဲ့အဖွဲ့ကသူကနိုင်ငံတော်ရဲ့ဘာခေါ်လဲဆိုတော့သူတို့ကဒီဘယ်လိုခေါ်မလဲနိုင်ငံတော်ရဲ့သူအကြံပေးအဖွဲ့လိုမျိုးပုံစံအတိုင်ပင်ခံကောင်စီဖြစ်နေတော့နည်းနည်းတော့သူ့ကြတော့ကိုလိုကလန်ဖြစ်တာပေါ့ဗျာဒေါ်စောစီလိုမျိုးဆိုရင်တော့နံပါတ်1နေရာထားလို့ရတယ်ပေါ့နော်ဆိုတော့နံပါတ်1ထားလို့ရရင်မဲ့ तू ကအဲ့နေရာမှာလဲ तू ကမထားတော့ပြောစအင်္ဂါစပေါ့နော်အဲ့ဒီကလည်းမထားတော့ပဲနဲ့ तू ကဒီတိုင်းပဲ blank လုပ်ထားလိုက်တယ်နော် blank လုပ်ထားဥစိုးဝင်းဆိုတော့မကြည့်တော့ပဲနဲ့နော်ဒီပြောစုအတိုင်းနိုင်ငံကောင်စီရဲ့ဥက္ကဋ္ဌနဲ့သူ့ရဲ့အဖွဲ့ဝင်တွေကိုဥစိုးဝင်းဆိုတော့မျိုးမကြည့်တော့ပဲနဲ့ तू ကသူ့အရာအဲ့ဒီနေရာကို blank လုပ်ထားလိုက်တယ်ကျန်တဲ့ပုံမှန်လက်ရှိအစိုးရအဖွဲ့ပေါ့သူကဘေးကအကြံပေးအဖွဲ့ပုံစံမျိုးရှိနေတာအတိုင်းနိုင်ငံကောင်စီဖြစ်နေရှိနေတာဖြစ်တဲ့အတွက်သူကသူ့ကိုဘေးမှာဘေးတိုက်ဖွဲ့နေထားတယ်ဘေးတိုက်ပုံစံထားတယ်ဒီဘက်ကသူ့ဟာသူတက်အုပ်စုဒီအစိုးရရဲ့လွတ်တော်ဥက္ကဋ္ဌရဲ့ပြည်တော်စုအင်္ဂါစင်ရန်တရားကိုတက်သွားတယ်ဒီလိုသွားတယ်အဲ့လိုထားတာပိုကောင်းပါတယ်နောက်မှဆိုရင်ခင်ဗျာသိတဲ့အတိုင်းပဲဟိုရှေ့ထားလို့နောက်ထားလို့နဲ့ဟိုထားလို့ဒီထားလို့တောင်ထားလို့မြောက်ထားလို့နဲ့ဘယ်ကောင်းမလဲဗျာเนาะတချို့ကကြတော့ဥပမာဆိုကြပါစို့နူမနာပြရင်ဒီဥစိုးဝင်းတို့ပေါ့နော်ပြည်တော်စုတိုင်းနိုင်ငံကောင်စီကြီးကိုဥစိုးဝင်းကိုနော်ဒုတိယနံပါတ်2မှာထားမယ်နိုင်ငံတော်သမ္မတအောက်မှာနံပါတ်2မှာထားမယ်ဒေါ်ဆန်းစုကြည်ထားသလိုမျိုးထားမယ်ဆိုပါစို့ရသလားဆိုတော့ရသည်သို့တော့ဒုတိယသမ္မတ1ကနံပါတ်3ကိုဆင်းသွားပေးရတယ်ဖြစ်သွားတယ်ဒုတိယသမ္မတ1နဲ့2ကနံပါတ်3ကိုဆင်းသွားပြီးတော့ဖြစ်သွားမယ်ဆိုတော့အဲ့ဒါကြတော့လေ तू ကပြဿနာဒီနိုင်ငံတော်အဆင့်အခမ်းအနားပွဲတွေမှာပဲလောက်အောင်ဖြစ်တယ်ဒါကြီးကကြတော့တခြားသူအတိုင်းအမြကောင်စီတက်ရမယ်ပွဲအခမ်းအနားတွေလွယ်ပြီးကျန်တဲ့ဟာတွေမှာကြတော့ तू ကသိမသိဘူးထင်ပါတယ်ဒါကြောင့်မလို့ तू ကကြည့်ရတာ AAC နဲ့ဟိုမှာထားလိုက်တယ်သူက तू AAC တီချာဖွဲ့စည်းတစ်ခုပြီး AC နေပါစီဆိုတဲ့သဘောမျိုးထားတဲ့သဘောလို့ကောက်ချက်ကျွန်တော်ချခြင်းနဲ့ဒီဟာကိုရှေ့မှာထားတာနောက်မှာထားတာနိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာတော့အားလုံးကအတူတကွကိုကြတာဝန်ထမ်းဆောင်ကြတာကြီးပါပဲဘယ်သူမှဟိုထိုင်ကုန်လေးတစ်ခုအတွက်ထပြီးတော့ဟိုစိတ်ကောက်နေကြမယ့်လူတွေကြီးတော့မဟုတ်တော့ဘူးလို့ကျွန်တော်ယူဆတယ်အဲ့အောက်ကပြည်ပြင်းအုပ်စုကသာထိုင်ကုန်တစ်ခုအတွက်စိတ်ထားကောက်ကြတာဟိုမှာ NLD အစိုးရလက်ထက်တော့ NLD လွှတ်တော်အမတ်တွေထိုင်ကုန်တစ်ခုအတွက်စိတ်ထားကောက်တဲ့ပွဲတွေစိတ်ကောက်ပြီးတော့ထပြန်တဲ့ပွဲတွေအများကြီးရှိခဲ့တယ်အဲ့တော့ဒီဘက်အစိုးရမှာတော့အဲ့လိုတော့ဖြစ်လိမ့်မယ်လို့မထင်ဘူးပေါ့နော်ဒါကြောင့်ထိုင်ကုန်မက်ကြရင်တော့လည်းကျွန်တော်မသိဘူးထိုင်ကုန်မမက်ကြတဲ့သူတွေလို့ကျွန်တော်ထင်ယူဆထားတဲ့အတွက်ဒီကိစ္စတွေကရှေ့ဘက်ထားနောက်ထားဘလို့ထားတာသိရေးမကြည့်တာဘူးသို့တော့ခုနကဒီထူးခြားသွားတော့ပြည်နယ်တိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌတွေကသူ့ပြည်နယ်တိုင်းတိုင်းရဲ့ဝင်းချုပ်တွေတဲ့သူကပြည်တော်စုအင်္ဂါစင်မှာနှစ်ဆင့်ပုံမြင့်သွားတာကိုထူးခြားတာတွေ့ရတယ်လို့ပြောရတဲ့ဒီနေ့တော့နေဦးပြပြည်ခိုင်မျိုးပါတီရဲ့ဟွာလည်းရှိသေးတယ်ပြည်ခိုင်မျိုးပါတီကလည်းညီလာခံရှိကျင်းပဖို့ရှိတယ်မကြခင်ပေါ့နော်ညီလာခံကျင်းပဖို့ရှိတယ်ညီလာခံကျင်းပဖို့တော့ဒီနေ့24ရက်နေ့မနက်မှာတော့ဒီဗဟိုကော်မတီစည်းဝေးပေါ့ဗျာပြည်ခိုင်မျိုးပါတီရဲ့တရမအချင်းဗဟိုကော်မတီစည်းဝေးနဲ့စရရအချင်းပါတီညီလာခံ2026အတွက်ပေါ့သူတို့ကဒီအစည်းအဝေးတစ်ခုကိုဒီနေ့မနက်မှာတော့ဒါနေပြီးတော့ပြည်ခိုင်မျိုးရုံမှာကျင်းပတယ်ဥက္ကဋ္ဌဥက္ကဋ္ဌကိုယ်တိုင်ဦးဆောင်တယ်ကျန်တဲ့ဖွဲ့တွေလည်းပါတယ်အများကြီးတက်ပြီးတော့အဖြစ်ကြတယ်ပေါ့ဗျာနော်ဆိုတော့ဒါကိုကြီးအဖြစ်တော့ပြည်ခိုင်မျိုးလဲဒါညီလာခံဘိုးကော်မတီစည်းဝေးနဲ့ညီလာခံကျင်းပမယ်ကျင်းပပြီးရင်တော့သူတို့လည်းဒါဥက္ကဋ္ဌတွေလည်းမေဘီရွေးချယ်တာလည်းပြန်လုပ်မှာပေါ့ဥက္ကဋ္ဌလည်းဥက္ကဋ္ဌဖြစ်နိုင်သူတို့အခြားလူလည်းဖြစ်နိုင်တယ်ဒါပေမဲ့လည်းဘယ်လိုဖြစ်ဖြစ်ပေါ့ဗျာဘယ်သူဥက္ကဋ္ဌဘာဖြစ်ဖြစ်ပေါ့ဒါတော့ကြည့်ရတာပေါ့နော်ဆိုတော့လောလောဆယ်ပြည်ခိုင်မျိုးကလည်းပါတီဘိုးကော်မတီစည်းဝေးနဲ့ညီလာခံကြီးမကြခင်ကျင်းပဖို့ရှိတယ်ဆိုတော့ကျွန်တော်တို့လည်းစဉ်းစားရတာပေါ့နော်ဒီညီလာခံကိုသွားပြီးစိတ်ဝင်စားသွားလေ့လာကြည့်ကောင်းမလားလို့တော့စဉ်းစားနေပါတယ်နော်ဒါလေးပြောရင်းနဲ့
ကဒီတော့လောက်ပါအားလုံးပဲကိုကြီးသားတွေရှိပါတိုက်ပြီးစေနာမထားပါတစ္ဆာရှိပါကိုယ်နိုင်ငံသားချင်းချင်းပြန်လည်တပ်ဖြတ်နေကြတော့လက်ခုပ်လွှား TV ပျော်နေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မေးဦးတော့ပါလို့ပြောရင်းနဲ့ဒီနေ့လည်းကျွန်တော်တည့်ရနီးလာ